10 ရက် 3 လ 2025 ဒီနေ့ကျွန်တော်ပြောပြပေးခြင်းနဲ့နိုင်ငံရေးစီရေးထူးခြားတဲ့အဲ့တော့ထူးခြားတဲ့ဆိုတာထက်ကျွန်တော်တက်ပဲလှည့်လိုက်ပါမယ်အဲ့ဒါကတော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးနည်းနည်းလှည့်လိုက်မယ်အရင်တော့ကအားလုံးသိကြတဲ့အတိုင်းပဲစစ်မှုထမ်းဥပဒေဆိုရင်16နှစ်ကနေ35နှစ်ကြားဆိုတဲ့အသက်အရွယ်ပိုင်းခြားတစ်ခုကိုလူပြောများတယ်เนาะဒီနေရာမှာ16နှစ်ကနေ35ကြားတော့မှပဲအမျိုးသမီးတွေကိုပါခေါ်လာတာမျိုးတွေရှိတယ်ဒါကနည်းနည်းထူးခြားပြောင်းလဲလာတဲ့အပိုင်းပေါ့နောက်တစ်ခုကယောက်ျားလေးတွေဆိုရင်ဒါ35မဟုတ်ဘူး45အထိဖြစ်တယ်တမူဝမ်းကြောင့်ပညာတက်ထားသူပေါ့ဗျာနော်45အထိဖြစ်တယ်ဒါပေမဲ့45အထိလို့ပြောရအောင်က45အထိလို့ပြောရအောင်45ဟိုပါပေါ့နော်တမူဝမ်းကြောင့်ပညာတက်ထားတဲ့သူမှ45အထိခေါ်မှာငါတို့ကတော့လွတ်တယ်တမူဝမ်းကြောင့်ပညာမရှိဘူးလို့စဉ်းစားမယ်ဆိုရင်လည်းစစ်တပ်ကသူထုတ်တဲ့အမိန့်ကိုသူကိုယ်တိုင်လိုက်နာတဲ့အဖွဲ့အစည်းလာလို့စဉ်းစားပေါ့နော်အဲ့တော့45အထိသတ်မှတ်လို့ရတယ်နောက်တစ်ခုကအားလုံးသိကြတဲ့အတိုင်းပဲရက်ရွာလုံခြုံရေးအဖွဲ့ဆိုပြီးစစ်ကောင်စီကနေလုတ်တယ်ပေါ့ဗျာနော်ပြည်သူစစ်အသွင်မျိုးလုပ်ဖို့အတွက်စီစဉ်ဆောင်ရွက်နေရရှိတယ်ဒါအရင်တော့အခုအဝတ်ပြပေါ့ဗျာအဝတ်ပြဝတ်ထားတဲ့သူတွေပေါ့ဝတ်ပြဝတ်ထားတဲ့သူတွေဒါဒီ6လလောက်တော့ရှိပြီသူတို့သုံးပြုနေတာလမ်းပိုင်းတွေမှာသူတို့ဂိတ်စစ်ဆေးတာမျိုးတွေကိုစစ်သားတွေရဲတွေနဲ့ပူးပေါင်းပြီးဆောင်ရွက်နေတာမျိုးတွေရှိတယ်အခုကကြတော့ပုံစံအသွင်ပြောင်းသွားပြီလက်နက်တွေပါတက်ဆင်ပေးလာတဲ့အနေအထားမှာရှိတယ်မန္တလေးတိုင်းထဲမှာအခုအားလုံး Man PDF နဲ့တိုက်နေတဲ့မတရားပေါ့မန္တလေးမြို့ရှေ့ဘက်နော်မိုးကုတ်မတရားလမ်းပိုင်းမတရားမြို့မန္တလေးနဲ့မတရားမြို့နဲ့ကြားမှာရှိတဲ့ဒီဂိတ်ဝင်ထွက်တွေပေါ့နော်ဂိတ်ဝင်ထွက်တွေမှာလက်နက်တွေတက်ဆင်ကာပိုင်တို့ G3 တို့လိုမျိုးစစ်ကြလက်နက်တွေတက်ဆင်ပေးပြီးတော့အဲ့ဒီမှာသွားပြီးတော့အဝတ်ပြာတွေတွေ့ရှိရတယ်ပေါ့ဗျာနော်အဝတ်ပြာတွေလက်နက်တက်ဆင်ပေးထားတာမျိုးတွေတွေ့ရှိရတယ်ဒီတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပကတိအခြေအနေအရယောက်ျားမှန်အန်ရရှိတယ်65နှစ်ထိပေါ့နော်အန်ရရှိရလို့ပြောလို့ရတယ်နောက်တစ်ခုကအိမ်ကိုအိမ်ရှိကိုလာခေါ်မှစစ်မှုထမ်းပါသွားတာမဟုတ်ဘူးစစ်စီယုံနော်စစ်စီယုံဆိုတဲ့စကားလုံးအသုံးနှုန်းများသူတို့လှုပ်ချင်တယ်ဆိုရင်အချိန်ကြီးနေရမျိုးပေါ်တာဆွဲလို့ရတယ်မိသူကိုမဆိုကားပေါ်တင်ပြီးတော့မြင့်စစ်မှုထမ်းရမယ်ဆိုပြီးခေါ်ဆောင်သွားလို့ရတယ်အဲ့လိုမျိုးအားနဲ့ချက်တွေကြောင့်ပဲသူတို့စစ်တပ်ထဲမှာ promotion ရခြင်းနဲ့သူတွေပေါ့ဗျာနော်ဒီယာရုတက်ချင်တဲ့သူတွေဒါစစ်သားစစ်ဆောင်ပေးရအခန်းကဏ္ဍရှိတယ်အဲ့လိုနေရာမျိုးတွေမှာလည်းဒါမင်းစစ်မှုထမ်းရမယ်ဆိုပြီးတော့လမ်းမှာပေါ်တင်ကြီးပဲဟို plane ပဲပေါ်တာဆွဲသွားပြီးတော့ဒီလိုနဲ့စစ်ထဲရောက်သွားတဲ့သူတွေလည်းရှိတယ်အဲ့တော့စစ်ထဲရောက်သွားတဲ့သူတွေမှာလည်းသူတို့နောက်ထပ် step တစ်ခုအနေနဲ့ပါရှိလဲဆိုတော့အမြဲတမ်းစစ်သားလုပ်ဖို့စီးရုံတာပေါ့နော်အမြဲတမ်းစစ်သားလုပ်ဖို့စီးရုံနေโอเคအမြဲတမ်းစစ်သားလုပ်ဖို့စီးရုံနေဆိုရင်လက်ခံလိုက်တဲ့သူဆိုရင်သူတို့မပူတော့မအေးတော့နေရာမျိုးမှာနေရာချတာမျိုးတွေရှိတယ်လို့လက်မခံဘူးအများနဲ့စစ်သားတော့မလုပ်ဘူးဆိုရနှုတ်ထွက်မယ်ဟိုဖြစ်မယ်ဆိုရတဲ့သူတွေကိုရှေ့တန်းစစ်မျက်နှာပြင်ကိုတန်းဖို့ခံရတာမျိုးတွေရှိအဲ့တော့လက်ရှိဆက်တဲ့တွေရဆိုရင်ဒါမနေ့ကပေါ့နော်မနေ့ကဆိုရင်ဒါဗိတ်ဖက်မှာစစ်မှုထမ်းဥပဒေနဲ့စုဆောင်းခံရပြီးတော့ဒါပါသွားတယ်ပေါ့ဗျာနော်ဒါမှထိုင်းမှာအလုပ်လုပ်တယ်ဖမ်းခံရတယ်ပြီးတော့စစ်မှုထမ်းနဲ့ပါသွားတယ်အဲ့မှာ3လတင်တန်းပေးတယ်ပေးပြီးတော့အဲ့လိုပါသွားရတဲ့မှာလူအားလုံးပေါင်း16ယောက်ပေါ့နော်16ယောက်ထွက်ပြေးလာတယ်ထွက်ပြေးလာတဲ့အချိန်မှာ6ယောက်ကတော့ပြန်မိသွားတယ်တေမှာပေါ့ဗျတေမှာပေါ့အဲ့လွတ်တဲ့ထဲကလူတယောက်ပြောထားတာတော့သူတို့ဒါစစ်တပ်ထဲမှာဆိုရင်ဒါအပတ်စဉ်9လောက်ထိခေါ်ခဲ့တဲ့စစ်မှုထမ်းအတွက်ခေါ်ခဲ့တဲ့သူတွေဆိုရင်မရှိတော့ဘူးပေါ့နော်မရှိတော့ဘူးရှေ့တန်းရောက်နေတဲ့သူတွေနဲ့ဆုံးသွားတဲ့တရင်မရတော့တဲ့သူတွေများတယ်ပေါ့အဲ့လိုဆုံးရှုံးမှုဖြစ်စဉ်တွေဖြစ်ပေါ်လာရတဲ့အခါစစ်ယူနီဖောင်းနဲ့တည်ဆုံသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်သူလူထုကိုနိုင်ကလည်းစစ်တပ်ကိုတော့အားပေးထောက်ခံတဲ့ပြည်သူလူထုမဟုတ်တဲ့အတွက်ကိုသားကိုသမီးတည်ဆုံသွားတာမှပဲဟာလာတာမန်ကြည့်လိုက်တဲ့ဆိုရင်တော့ဒါစစ်ခွေးတွေတည်တယ်ဆိုပြီးပြောကြတယ်ဆိုပေမဲ့အဲ့ဒီကာယကရှင်မိသားစုကကြတော့ကိုသားကိုသမီးတည်တာကိုကလည်းစစ်တပ်ကိုမကြိုက်ဘူးစစ်တပ်ကိုမထောက်ခံဘူးပေါ်တာဆွဲပြီးတော့အတမစစ်သားစုဆောင်မှုနဲ့ပါသွားတာဖြစ်တယ်အဲ့တော့ကြိတ်ငွေရတဲ့ဘဝမျိုးတွေဖြစ်စဉ်တွေကတောက်လျှောက်ပဲဖြစ်နေတယ်ပေါ့ဗျာတောက်လျှောက်ပဲဖြစ်နေအဲ့တော့ဒီဟာတွေကိုရှောင်လဲဖို့ဆိုတာကျွန်တော်ကလွန်ခဲ့တဲ့ဒီမှာဒီ TikTok မှာဆိုလဲကျွန်တော်စပြီးတော့ပြောရဲဆိုတော့ထင်တယ်8လပိုင်းလောက်ကစပြီးတော့ပြောတာပေါ့8လပိုင်းလောက်ကသတင်းလေးတွေစပြောပေးကြတာကနေစပြီးတော့ပြည်ပကိုထွက်ကြဖို့ပေါ့နော်တကယ်လို့ကိုဟာစစ်အာဏာရှင်ကိုတွန်းလှန်မယ်တိုက်ခိုက်မယ်ဆိုတဲ့စိတ်ရှိရဆိုရင်ဒါဟိုပါပေါ့တောရောက်ပူပေါင်းကြဖို့ပေါ့နော်လွန်မြောက်နေမြေတွေမှာဒေါ်လာတန်နောက်ကင်တစ်ဖက်ဝင်နေချိတ်ဆက်ကြဖို့ကျွန်တော်အားပေးနှိုးဆော်ခဲ့တယ်အဲ့လိုမဟုတ်ဘူးဆိုရင်ပြည်ပကိုအောက်လန်းကဖြစ်
ခုနပြောတဲ့အပေါ်လမ်းနေပဲဖြစ်သွားလို့ရတော့မှသွားကြပါထွက်ကြပါဆိုပြီးတော့ကျွန်တော်တို့လှုပ်ဆော်ခဲ့ဘူးတယ်အခုတော့ဒါပြပကိုအပေါ်လမ်းနေထွက်ဖို့ဆိုတာလည်းအင်မတန်မှခက်ခဲတဲ့အနေအထားတစ်ခုဖြစ်သွားပြီဖြစ်သွားရဆိုတဲ့အခါကျတော့ဟုတ်ပြီအောက်လမ်းနေလာဖို့ကလည်းမထူးခတ်တာပဲเนาะခတ်တာပဲအဲ့တော့လာလို့ရသေးရဲ့ဆိုရင်သူတွေဆိုရင်လည်းလာအောက်လမ်းနေပြပကိုထွက်ခွာလို့ရသေးရဲ့ဆိုတဲ့သူတွေကလည်းပြပကိုထွက်ခွာကြဒါမှမဟုတ်ဒါလွမြောက်နေမြေတွေမှာခိုးလုံးမယ်ဆိုရင်လည်းခိုးလုံးကြလွမြောက်နေမြေတွေမှာတော့အတဝဝရှူရတယ်အတဝဝရှူရတယ်အာသာချက်သူ့ရဲ့အာသာချက်ကတော်တော်များတယ်ဘယ်သူမှကြောက်စိုးရင်စရာမလိုဘူးတိုးတော့တစ်ခုပဲရှိတယ်သူတို့ဘုံလာကျဲတဲ့အချိန်လေရင်တန်သတိထားရတယ်စကြောင်းထိုးတယ်ဆိုတာလည်းမြေပြင်မှာအဲ့လောက်ထိစိုးမိုးနိုင်တာမျိုးမဟုတ်တဲ့အတွက်သိစိုးရစရာခိစ္စတော့မဟုတ်ဘူးအဲ့တော့ကိုယ့်ရဲ့တငယ်ချင်းအပေါင်းအသင်းမိတ်ဆွေနဲ့ခုနပြောဆွေမျိုးတွေနဲ့ချိတ်ဆက်ရှိရဆိုအဲ့လွမြောက်နေမြေတွေမှာချိတ်ဆက်ပြီးတော့အဲ့လွမြောက်နေမြေမှာခံရတဲ့ဒုက္ခကမျိုးပေါ်မှာစစ်ကောင်စီအုပ်ချုပ်ရေးရန်တရားအောက်မှာနေထိုင်ပြီးတော့ဘယ်တော့ကိုယ့်အိမ်ရှိကိုတကားလာခောက်မလဲဆိုပြီးတော့ကြောက်ရွံ့နေရတဲ့အဲ့ဟာနေပါသွားပြီးတော့တေဆုံးသွားမယ်ဒုက္ခတက်ဆိုင်လွမြောက်နေမြေမှာဘုံရှင်တန်ရတဲ့အရာသာဘာနဲ့မှမတူဘူးအတဝဝရှူရတဲ့နေရာတစ်ခုပဲဖြစ်တယ်လို့တော့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ကျွန်တော်တို့မိဘပြည်သူတွေဒါကျွန်တော်တို့ရဲ့ညီကိုမောင်နှမတွေအနေနဲ့ကိုယ့်ရဲ့လုံနိုင်စွမ်းအားပေါ့နော်ကိုယ့်ရဲ့အခြေအနေကိုသိရဲကျွန်တော်တော့ပြောလို့မရဘူးကိုဟာခုနပြောတဲ့ခိုးလုံအားမဲ့သူလားကိုဟာတိုက်ထုတ်ပြန်လဲတိုက်ထုတ်လို့ရတဲ့ physically ရ mentally ရတိုက်ထုတ်ရမဲ့သူဆိုရင်ဒါမြင်မြင်ဆုံးဖြတ်လုံမြောက်နေမြေမှာခိုးလုံအားမဲ့သူဆိုရင်လည်းမြင်မြင်ဆုံးဖြတ်မြင်မြင်ချိတ်ဆက်အဖွဲ့အစည်းတွေကလည်းကိုကြီးဆောင်ရွက်ပေးနေရရှိတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒါပါပဲကျွန်တော်တို့ရဲ့နေဦး